ကျွန်တော်ဒီလိုလုပ်လိုက်ပါလားဆိုတော့တဲ့အဖွဲ့ရဲ့တခြင်းကိုကျွန်တော်တကယ်ချင်းတွေကိုညှဝေပေးမှာဖြစ်ပါတယ်ထုံးစံအတိုင်းပဲကျွန်တော်တီးခတ်ထားတဲ့ပုံစံအတိုင်းတကယ်ချင်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်အတိအကျကြီးတော့မှန်ညင်မှလည်းမှန်မယ်ပေါ့ယူဆပုံတွေလည်းတူချင်းမှလည်းတူမယ်ပေါ့နော်ဒါကျွန်တော်ရဲ့တီးခတ်ပုံတက်တက်ပဲဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီတခြင်းမှာကျွန်တော်9ကျိုးနဲ့တီးတယ်လို့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့နေရာတွေအားလုံးအဆင်ပြေဆုံးညာလဲ chorus bite မှာကျွန်တော်ကအနှိမ့်နိုင်ရေးအားသုံးတယ်လို့ထင်တယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့6ကျိုးနဲ့ပဲကျွန်တော်တီးရအောင်အဆင်ပြေအောင်တီးခတ်တဲ့ပုံစံလေးကိုပဲပြပေးပါမယ်ဖြစ်ပါတယ်ပြီးတော့7 string နဲ့ဖြစ်ရင်လည်းဘယ်လိုဖြစ်မယ်ဆိုတာကိုလည်းကျွန်တော်ဒီမှာပြပေးပါမယ်ပေါ့နော်ဟုတ်ပြီကျွန်တော် face shift တွေပါသုံးပြီးတော့6ကျိုးကို9ကျိုးပုံစံလုပ်ပြီးတော့ကျွန်တော် pitch နောက်တစ်ခုထားအဲ့ဒီ chorus bite ရအောင်ရင်ပေါ့နော် chorus bite ရောက်လို့ရှိရင်အဲ့ဒီ pitch shift ရဲ့7 string ပုံစံကိုတီးရင်လည်းတီးလို့ရတယ်သို့တော့ထားပါတော့နော်ရေပုံရတော့ကျွန်တော်တို့6ကျိုးနဲ့ပဲတီးလို့ရတဲ့ပုံစံကိုပဲအဓိကပြောပြသွားမယ်ပေါ့နော်တော့ကြာရှုပ်သွားမှာဆိုလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့က B ကိုတဲထားတာပေါ့နော်ရိုးရိုး B ပုံစံမျိုးကြီးပေါ့အဲ့တော့ဒီမှာ B ပေါ့နော် B5 ပေါ့နော်အရန်ရိုးရှင်းတယ်အရန်လွယ်တယ်ပြီးတော့အရန်မိုက်တယ်တခြင်းကအသေးခေါ်တာနော်ဟုတ်ပြီနော်ဒါနာအရန်ခက်နေမှာခေါ်တာမဟုတ်ဘူးနော်သိလားအရန်ခက်တာလွယ်တာနဲ့တခြင်းတစ်ပုတ်ရဲ့မိုက်တာကိုဆုံးဖြတ်တာမဟုတ်ဘူးနော်အဲဒီလိုသွားမယ်ပေါ့ဒါကြီးပဲနော်ဒီမှာနံပါတ်3ကျိုး6ကွယ်ပြီးရင်10ကွယ်နော်6ကွယ်ပြီးတော့2ကျိုးဟုတ်ပြီနော်အတန်နဲ့ကြောင်လောင်းကြီးပါနော်ဟုတ်ပြီအဲ့ဒါကိုဒါဆိုရင်ကျွန်တော်တို့တီးလို့ရပြီဒါပေမဲ့ကျွန်တော်တို့ကထူထူကြီးကိုလိုချင်တယ်ပြောချင်တာ9ကျိုး7 string တို့မျိုးဘန်ကြီးကိုကျွန်တော်တို့ကလိုချင်နေတဲ့အခါကျတော့တကယ်ဆို9ကျိုးဆို E ဖြစ်မှာဒီအပေါ်ဂျာနဲ့ဒါနဲ့ဖိပြီးတော့ဒီမှာအပေါ်ကလွှတ်ကျိုးနဲ့ B အဲ့လိုကြီးတီးရမှာဗျာထားပါတော့နော်ချုပ်သွားမှာဆိုလို့အဲ့တော့ကျွန်တော်တို့ကကြာတော့ B ကိုဘယ်လိုပြန်ကြိုင်လဲဒါကြီးနဲ့အထူပြန်ကြိုင်တာဟုတ်ပြီနော်ရမယ်နော်အဲ့တော့လူကြီးပြန်ကြိုင်တာပေါ့နော်အဲ့တော့ဒီဘိုးပြထားတဲ့နှုတ်ကိုဒီမှာတီးလိုက်တာအဲ့တော့ဒီလိုကြိုင်လဲရတယ်အဲ့ဒီ phone 3ကျိုး4ကျိုး5ကျိုး6ကျိုး4ခုတီးလဲရတယ်အဲ့လိုတီးရင်လည်းဒီကောင်ရဲ့3ခုတီးလို့ရတယ်နော်အဲ့တော့ကျွန်တော်ကရပါနော်ဒါလည်းရပါနော်အဲ့ဒါပဲဘာမှမြူဒီမပါဘူးအလူကြီးပဲရပါရင်နော်အဲ့မှာဂျင်းနေဒီပဲတော့အဲ့ဒါပဲတောက်ချောက်တီးနေတယ်တောက်ချောက်အဲ့ဒါပဲတီးတယ်နော်အဲ့ဒါပြီးတော့ pre byte မှာနော်ချစ်တွေပြစ်တွေမြောင်းနဲ့ရောက်တော့မှ E ပေါ့နော်အဲ့မှာကျတော့ဒါကျွန်တော်ကြားတာပေါ့နော်အဲ့တော့ E5 ကင်မယ်ဟုတ်ပြီနော် sorry နော်နော် audio playing တော့မလားအမှန်တော့တရားလေးနားထောင်လိုက်ပေါ့နော်ဟိုဒီခေါက်ကြီးကြိုးတာကျွန်တော်မှားရင်ပါအဲ့တော့တက်တူတက်ဟုတ်နော်ရပြီနော်ခဲဆုံးပါအဲ့ဒါလေးကိုအလိုလေးတီးမယ်နည်းနည်းလေးခက်လက်ပေါက်ကတ်ချင်တယ်ဟုတ်ရောဟုတ်ပြီနော်အဲ့ဒီအပိုက်ကပေါ့နော်ရမယ်နော်ဒီမှာ audio playing ရနော်ဒီနုရမယ်နော်ကျန်တဲ့ကြိုးတွေကိုမြုပ်ထားမယ်အဲ့ဒါပဲအလေးလဲလိုက်ပါဆိုရှေ့ကဒီအဲ့ဒါပြန်လာမယ်နော်အဲ့လိုရပြီအဲ့တော့ chorus byte မှာကျွန်တော်တို့ကြားတာကကျွန်တော်ပြမယ်နော်တဲ့လာမိမမှာ9ကျိုးလို့ကျွန်တော်ဒီမှာဒါကကျွန်တော်7 string နဲ့ချိန်ထားတဲ့ effect မို့လို့နော်9ကျိုးဆိုတော့ဒီ6ကျိုးပေါ်မှာတကြိုးတက်ထားမယ်ပြီးရင်အဲ့ဒါ E လိုမျိုးဖြစ်သွားမှာပေါ့အဲ့ဒါ7 B ဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးကြီးပေါ့နော်ဒီရတာပုံမှန်တကယ်တော့ကျွန်တော်အဲ့လိုမျိုးမှတင်တယ်ပြောချင်တာ9ကျိုးနဲ့မှအဆင်ပြေမှာ6ကျိုးကြရင်လည်းတန်းမှာတိုင်ပတ်နေဦးမယ်6ကျိုးကို shift နဲ့လုပ်ရင်လည်းအဲ့လောက်တီးလို့မလွယ်ဘူးသဘောပေါက်မယ်ထင်တယ်မပေါက်ရင်ထားလိုက်ဘာမှမဖြစ်ဘူး6ကျိုးကို shift လုပ်တီးမယ်ရတယ်ဒီတိုင်းတီးမယ်ဒီ grip position နဲ့ရမယ်တန်းမှာတိုင်ပတ်နေပြန်အောင်ပြောချင်တာက9ကျိုးဂီတာအစ်စ်နဲ့မှကျွန်တော်တို့ကတန်းအောင်9ကျိုးဂီတာအစ်စ်ဆိုတာဒီ6ကျိုးပေါ်ကိုဘီတက်လိုက်တာလေအဲ့တော့ grip လည်းအဆင်ပြေမယ်အောက်ကလည်းအဆင်ပြေမယ်ထားလိုက်တော့နော်အဲ့တော့ဒီမှာချုပ်လိုက်မယ်အဲ့တော့ရှေ့ဟာပဲပြန်သွားမယ်ဟုတ်ပြီနော်အဲ့တော့ chorus byte မှာကျွန်တော်ကစောစောကလိုမျိုးဘယ်လိုကြံစည်ပြီးတိလိုက်လဲဆိုတော့ထူအောင်လဲကျွန်တော်တို့ကဒီလိုလုပ်ထားမယ်စောစောကအတိုင်းပဲဘန်းကိုဒီလိုကိုင်းထားမယ်အဲ့တော့တကယ်တော့ဒီလိုပါ
အဲ့လိုလေးလိုချင်တာနော်အဲ့လိုလေးပဲကျွန်တော်ဆုံးဖြတ်လိုက်တယ်နှစ်တန်ကြားတာနော်sorry အဲ့လိုနဲ့နှစ်ခုကြားတာဒါမှမဟုတ်နော်ကျွန်တော်တစ်ခုပဲဆုံးဖြတ်လိုက်တယ်အဲ့တော့ပြချုပ်လိုက်မယ်အဲ့တော့ကျွန်တော်ဒီရသည်အဲ့တော့ဒီမှာထုံးစံနိုင် B တိုင်းပဲတန်တန်တန်းကမိမနေရနော်မအဲ့တော့ဒါပဲအဲ့တော့ပြန်ကြည့်မယ်နော်ဒီတစ်ခေါက်ကျတော့ကျွန်တော်တို့အပေါ်ကျိုးနှစ်ကျိုးပဲတည်ရဇောက်ထိုးတော့နည်းနည်းဖြစ်သွားတာပေါ့ဟုတ်လားတကယ်ဆိုရင်တော့ riff ကအပေါ်က E လိုမျိုး riff မှာမိုက်ရမှာပေါ့သို့တော်လေ overall တော့ကျွန်တော်တီးလို့ရတယ်နော်ရှုပ်သွားပြီလည်းပြန်ပြမယ် chorus ဘိုက်မှာဟုတ်လားဟုတ်ပြီနော်အဲ့ဒါဆိုရပြီ sorry အမတန် chorus ဘိုက်solo ဘိုက်ကိုမရောက်ခင်မှာနော်ကန်ကန်လေနော်တက်မပြူသားနဲ့ဟုတ်ပြီနော် DD ဟုတ်တယ်မြူသားနဲ့ D ကိုထူကြီးကြိုင်တာဟုတ်ပြီနော်နောက်လည်းလေးရှုပ်ပြီလဲဟွာဖြစ်ပါတကယ်တော့ဘာမှမခက်ဘူးမရှုပ်တော့ပေါ့ရပါတယ်နော်အဲ့ဒါဆိုရပြီ solo ရောက်ပြီငါဒီမှာနာဘီပေါ့နော်ဘီ7လို့ပြောလို့ရတယ်ဘီပေါ့နော်ဘီကတော့ဓမ္မသားလို့ဘာလို့တော့ဖြစ်သွားတယ်ဘီနဲ့ E ကိုတီးနေတာပေါ့နော်အဲ့တော့အဲ့ဒါလေးကကျွန်တော်တီးရလက်ပေါက်လေးနဲ့ကတ်တယ်ဒီလိုရမယ်နော်တရားကြီးနော်ရပြီအေးတော့တကယ်တော့အမှတော့ကျွန်တော်တို့က B နဲ့ BC ပေါ့နော်တကယ်တော့ပါတကယ်တော့ပါငါအသေးချွေးတာနော်အသေးမိုက်တာအဲ့ဒါပြီးတော့ရပါတယ်နော်ကိုပေါ့ကြည့်လိုက်တော့နော်အဲ့ဒါအမှန်မြူလေးနဲ့တည်ရမယ်နော်အကုန်လုံးတော့မြူမဟုတ်ဘူးနော်ရပါတယ်ကိစ္စမရှိပါဘူးနော်အဲ့ဒီအလေးကနည်းနည်းခက်ချင်တယ်ယူပြန်ဝင်ရတာခက်တယ်ရပါပြီနော်နောက်တစ်ခါပြန်ပြမယ်ဟုတ်ပြီလက်ပုတ်ရှင်အဲ့လိုယူမှရအောင်ဟုတ်ပြီနော်အဲ့လိုယူမှမှန်မယ်နော်โอเคပြီးအေးအဲ့မှာချက်ချင်းမိတက်တော့ပြန်လာမယ်ပြီးရင်ကျွန်တော်တို့ chorus က band ကိုတီးမယ်ဒါဆိုရပြီနော်ဟုတ်အရင်ကြီးမရှုပ်ပါဘူးနော်အဆင်ပြေမယ်ထင်ပါတယ်အမှားရင်ဟိုဘယ်လိုပြောမလဲပေါ့နော်ဟိုနားမလည်ရင်လည်းကျွန်တော်အပြစ်ပဲသဘောထားပါနော်